အခုရောက်တော့စောနေရောအောက်မှာရှိတဲ့နေရာတွေကိုလည်းတွားကြည့်ကြည့်ပါအောင်မယ်။တော့ဒီကို2024ခုနှစ်တုန်းကတစ်ခါလာခဲ့ဘူးတယ်။အဲ့နှစ်တုန်းကဒီမှာလူတွေအရန်များတယ်ပေါ့နော်။ရာသီဥတုလည်းနည်းနည်းအေးတယ်။ဒီနှစ်ကကြတော့ရာသီဥတုအရန်ပူတယ်။အားကြောင့်လူတွေနည်းနည်းလာတာနည်းသွားတယ်ထင်တယ်။ဒါတော့မှနည်းတယ်ဆိုပေမဲ့နည်းများနေသေးတယ်ပေါ့နော်လူတွေက။ဒီရေတမန်ကတော့ဒီနေ့မှာသူတို့သတ်မှတ်ထားတဲ့သူတွေပဲဝင်လို့ရတဲ့နေရာပါ။သူရဝန်ထမ်းတွေရဲဝန်ထမ်းတွေအတွက်ပြီးတော့သူတို့မိသားစုဝင်တွေအတွက်စီစဉ်ပေးထားတဲ့နေရာပေါ့နော်။ဒီမှာစောင့်နေနေပေါ့နော်။ Oh my god look at that အဲ့လိုမျိုးဟယ်လီကော်ပတာကိုအပြင်မှာအနီးကပ်မြင်ရတာ။ဟိုမှာပထမဦးဆုံးမှာပဲအရန်ပျော်ခဲ့ရပါတယ်။သူတို့ကလာပြီးနှုတ်ဆက်တာပေါ့နော်။ဒီနားမှာရှိတဲ့လူတွေကိုမီရှူမီဖန်တွေတော့စောက်ဖောက်ပါပြီအရန်ကိုလှပါတယ်။ဇူလိုင်4 ရက်နေ့ကအမေရိကန်ရဲ့လွတ်လပ်ရေးရတဲ့အထိမ်းအမှတ်နေ့ဖြစ်တဲ့အတွက်မြို့နယ်လိုက်သတ်မှတ်ထားတဲ့နေရာတိုင်းမှာမီရှူမီဖန်တွေဖောက်ပြီးတော့လွတ်လပ်ရေးနေ့ကိုကျင်းပကြပါတယ်။ဒီနေရာကတော့နယူးယောက်မြို့ဝက်ချက်စတာပြည်နယ်မှာရှိတဲ့ကန်စီကိုတန်းဆိုတဲ့နေရာကိုစတော်တို့သွားခဲ့တာပါ။ဒီနှစ်ကအမေရိကန်ရဲ့250လွတ်လပ်ရေးပြည့်တဲ့နှစ်မှုအရင်နှစ်တွေကထပ်ပိုပြီးတော့အခမ်းအနားပွဲတွေကိုပြုလုပ်ပေးတယ်။တွေးလိုက်လား Oh my god လျှက်စီးတွေကကောင်းကင်တစ်ခုလုံးလင်းထိန်ပြီးတော့အဲ့ချိန်မှာလည်းမီရှူမီဖန်တွေကဖောက်နေရဆိုလေလုံးဝဘဝမှာလေမမိနိုင်စရာခိုက်တန်လေးတစ်ခုဖြစ်သွားစေဒီလိုမျိုးကလေတေးချာရည်ရွယ်ပြီးရိုက်မယ်ဆိုရင်တော့ရခဲ့မှာမဟုတ်ဘူးပေါ့နော်အခုလိုမျိုးဒီနေ့ရမ်းခံကောင်းတယ်လို့ခံစားရတယ် surprise နှစ်ခုတောင်ရသွားရပေါ့နော်တကူကတော့အဲ့လိုမျိုးခုလိုမျိုးဟာရဲ့နောက်တစ်ခုကဟယ်လီကော်ပတာခုနကပေါ့နော်အနီးကလာနှုတ်ဆက်တဲ့ဟာဒီကန်စီကိုတန်းမှာနှစ်တိုင်းသူကည9နာရီရောက်ရင်မီရှူမီဘန်တွေကိုခြာချိန်15မိနစ်ကြာတဲ့အထိပေါ့နော်ဖောက်ပေးပါတယ်ဒီနှစ်ကရာသီဥတုဆိုးနေရောသူတို့နည်းနည်း7မိနစ်လောက်စောပြီးတော့ဖောက်ပေးပါတယ်ဒီမှာအခုလိုပွဲတွေနေ့ရက်တွေဆိုလို့ရှိရင်မိသားစုလိုက်အချိန်ဖြုံးနေအဲ့လိုမျိုးအနားယူကြတယ်အဲ့လိုမျိုးကသူတို့ရဲ့ရိုးရာတစ်ခုလိုပဲသတ်မှတ်ထားပါပေါ့နော်ဟိုကဖောက်တာပြီးကန်နေဆိုတော့ရမ်းလှနေပါတယ်ပြီးသွားပြီဆိုတော့ကိုထုတ်ကိုဆွဲပြီးတော့ပြန်နေကြပါပြီ။တော်တော်လေးပြန်ပါပြီ။အားလုံးပဲ good night see you